ဒီဇလန်းလေးကိုစပြောမဲ့အချိန်မှာကျွန်တော်တို့ရဲ့ရွာကြီးရဲ့အရှိဘက်ကုန်းတော်နာကတတော်ကြီးဟာညဘက်ရောက်တဲ့အခါဘာကြောင့်မှမသိလူတွေရှောင်ကြတယ်ရွာသားကိုစောကြီးလည်းဒီလိုညမှာတယောက်တည်းလမ်းလျှောက်ပြီးတော့သူ့ဘဝမှာဘယ်တော့မှမမြင်ဘူးတဲ့အရာနဲ့ကြုံလိုက်ရတယ်အဲညကကိုစောကြီးတောထဲကထင်းခုတ်ပြီးရွာကိုပြန်လာတယ်လမ်းမှာမီးအိမ်နဲ့တောင်မိလိုက်တဲ့အမောင်ထုရုတ်တရက်ဖျားကုန်းတော်ဆက်ကနေငါစီလာဆိုတဲ့အတန်တွေကြားလိုက်ရတယ်သူလှည့်ကြည့်တဲ့အခါမြင်လိုက်ရတာကအဖြူရောင်အဝတ်စုပ်တွေနဲ့အမျိုးသမီးတစ်ယောက်ဒါပေမဲ့မျက်နှာမှာမျက်လုံးမပါဘူးပါးစပ်ကအနက်နက်ကြီးနဲ့ကိုစော်ကြီးခြေကုံပြေးတယ်ဒါပေမဲ့နောက်ကနေအတန်တွေကခြေတန်တွေကကပ်ပါလာနေတယ်နောက်နေ့မနက်ရွာသားတွေကကိုစော်ကြီးကိုဖျားကုန်းတော်အနီးကတစ်ပင်အောင်မှာသတိလစ်နေတာကိုတွေ့ကြတယ်သူ့လက်ထဲမှာအဖြူရောင်အဝတ်စုပ်တစားကင်ထားတယ်ပြီးတော့သူ့မျက်နှာမှာဘယ်သူမှဖျောက်မရတဲ့အကြောက်တရားရဲ့အရေးတွေဒီအဖြစ်ပြက်နောက်ပိုင်းရွာသားတွေကညနေခင်းရဲ့ကုန်းတော်နာကိုဘယ်သူမှမသွားကြတော့ဘူးတချို့ကပြောတယ်ညဘက်ဆိုအဲ့ဒီကနေငါစီလာဆိုတဲ့အတန်တွေကြားရတတ်တဲ့